များအစင်းစင်းနဲ့ပြစ်ခွေးရတဲ့သူရဲ့အရေးအကူမှာအစိတ်လူတဲ့မြားတဲ့ထုတ်ချင်းခတ်ရင်ကိုစိုက်ခဲ့ပြီလိုက်ဖို့စောနဲ့ရှိန်ကိုပြောလေပြောဖို့ရန်လေဆက်ဆံနေလွမ်းတဲ့ခံလေးနဲ့ဗမတ်ခါအစိတ်များကိုစိတ်ကစားရင်ကြည်စေတာပဲကြည်စေတာပဲမဆွေယုံကြည်နေပုံမြင်ကိုခုံမြင်တော့ကြောင့်ကတော့ကအရင်ရှက်အစိတ်တက်ခါအမောင်တွေမြတ်တောင်စင်းငါမြတ်တောင်စင်းငါသက်စင်းမိမျိုးရပါပြီအချစ်မိမအားကိုအချစ်တကူနဲ့မပြောမပေါက်သစားတွေသူ့အားရင်မိအမြချစ်ခင်ရထာဝရမပြေတော့မြတ်တာတွေဘဝလုံးပုံယုံကြည်စွာချင်းဆိုတော့အရာတွေမဟာပထဝီတို့တတိပြုရစီဤမှန်တော့သစ္စာစကားကြောင့်မောင်မုံမြာတန်ရာအစိတ်ပြေကအတိတ်နဲ့ရွာသစ္စာရိတ်ချူငကိုတောင်းကမ်းရဲ့မောင်နဲ့ပြန်တွေ့အချစ်အစနဲ့များလို့အချစ်အစနဲ့များလို့ပျော်မွေ့ရင်သေးနှလုံးသားကမုန်းတရားတော်တွေကိုလေသူ့အပေါ်နှစ်ကာကချစ်ခဲ့လေတော့ကြောင့်မစိုးကြောနိုင်ခဲ့ပြီပြောနဲ့မောင်ဆုံးတဲ့မြတ်တာနှစ်များတွေစမ်းမြုံနေပြီပန်းငုံလေးတွေဝေစိတ်မနာဘူးတဲ့လိပ်ပြလေးတွေညူနေသူတို့အပြောမေအပေါ်ကူးဆက်မင်းအချစ်ရဲ့တွေ